โอเคအားလုံးပဲမင်္ဂလာပါရှင်အမြဲတမ်းသူ channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะဒီနေ့ဖတ်ပေးမယ့် reading လေးကတော့ဟုတ်ကဲ့ကိုလွမ်းနေသူထံမှစာတစ်စောင်ပေါ့เนาะတင်တို့လေးတွေကိုလွမ်းနေသူလေးထံနေပြီးတော့ဘာတွေပြောချင်နေလဲပေါ့เนาะစာတစ်စောင်ကိုဖတ်ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျွန်မဖတ်ခင်လေကျွန်မဖတ်ခင်ဒီ reading လေးကိုမဖတ်ခင်ကဲကက်ကလေးတွေကျွန်မဆွဲလိုက်မယ်ပေါ့အဲ့တော့ဆွဲလိုက်မယ်ကက်ကလေးတွေမှွေလိုက်မယ်ဒီကက်ကလေးတွေဆွဲလိုက်မယ်เนาะအဲ့တော့ဖတ်ပေးမယ့် reading လေးရเนาะဟိုတင်းတို့လေးတွေကိုလွှမ်းနေသူထမ်းမှစာတစ်စောင်ပေါ့เนาะဟုတ်ကဲ့ပါတင်းတို့လေးတွေကိုလွှမ်းနေသူထမ်းမှစာတစ်စောင်ပါရှင်ကဲဒါတွေပြောချင်နေမယ်ဘာသာလေးရေးပြီးတော့ပို့ချင်တယ်เนาะကက်ကလေးတွေရင်ဆွဲလိုက်ပါမယ်โอเคပါအခုကြည့်နေတဲ့ collective လေးရဲ့စီကိုလွမ်းနေသူထံမှအစားတစ်ဆောင်ပို့လိုက်ပါတယ်เนาะအဲ့ဒါလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီ reading လေးက collective reading လေးပါเนาะဘယ်လိုမျိုးလေးတွေလဲဆိုတော့အခုဒီဗီဒီယိုမြင်တဲ့သူလေးတွေအတွက်ပါမြင်တဲ့သူလေးတွေတင်းတို့ line ပေါ်တက်လိုက်တဲ့အချိန်ဘယ်အချိန်ပဲကြည့်ကြည့်เนาะဘယ်အချိန်ပဲကြည့်ကြည့်တင်းတို့တွေ့တဲ့အချိန် timeless reading လေးဖြစ်ပါတယ်ပြီးတော့ collective reading လေးဖြစ်ပါတယ်เนาะဟုတ်ကဲ့ပါရှင်အားလုံးနဲ့ကဲ့နဲ့ energy ကြိုက်ကြမယ်လို့ကျွန်မယုံကြည်ပါတယ်เนาะကြည့်တဲ့လူတွေအားလုံးနဲ့ energy ကြိုက်အောင်လို့ပြောပေးပါเนาะပြောပေးပါဟုတ်ကဲ့ပါကဲကက်တရားထွက်ချင်နေပြီကက်တရားထွက်ချင်နေပြီကျွန်တော်ဆွဲသေးလို့เนาะဟုတ်ကဲ့ပါကဲအခုကြည့်နေတဲ့ collective လေးကျွန်မရဲ့ collective လေးတွေစီကိုလွမ်းနေသူထံကနေပြီးတော့မှချစ်နေသူထံကနေပြီးတော့အစားတောင်းပေါ့เนาะအဲ့ဒီစာကဘာစာလေးပို့ချင်လဲကျွန်တော်ဖတ်ပေးမယ်เนาะโอเคပါရှင်ကက်ကလေးတွေကကျွန်မစပြီးတော့ကက်ကလေးတွေယူတော့မယ်เนาะကက်ကလေးတွေယူတော့မယ်အဲ့တော့ timeless reading လေးဖြစ်ပါတယ်သင်ပဲအချိန်ပဲကြည့်ကြည့်ပါကဲကြာသစ္စာဆိုမယ်เนาะကျွန်မနဲ့ energy ကြိုက်တဲ့လူလေးတွေတွေ့ပေးပါเนาะတွေ့ပေးပါကျွန်မနဲ့ energy ကြိုက်တဲ့လူလေးတွေစီကိုစာလေးပို့ပေးပါเนาะကျွန်မနဲ့ energy ကြိုက်တဲ့လူလေးတွေတွေ့ပါသေးဖတ်ပါသေးသိကြပါစေเนาะပြောပြပေးပါเนาะဟုတ်ကဲ့ပါပင်ကိုလွှမ်းနေသူထံမှာစာတစ်ပါเนาะစာပေးလို့เนาะဟုတ်ကဲ့ပါကက်ကလေးတွေခုန်ထက်လာလို့ပေးပါเนาะဒီဘာစာလေးဖတ်ချင်တယ်အကုန်ဖတ်ပေးပါเนาะကဲငါကတော့ရပြီကက်ကလေးတွေခုန်ဖတ်ပေးပါเนาะတင်းတို့လေးတွေကိုကျမရဲ့ collective လေးတွေကိုလွမ်းနေသူထံမှစာတစ်စောင်ပို့လိုက်ပါเนาะโอเคပါဘာတွေပြောပေးရမလဲเนาะဒီစာလေးထဲမှာဘာတွေရေးထားလဲเนาะကဲပွင့်လေးပြောလိုက်ပါလွမ်းနေသူထံမှချစ်နေသူထံမှစာတစ်စောင်เนาะဒီ collective လေးတွေကိုချစ်နေသူကျမရဲ့ collective လေးတွေကိုချစ်နေသူထံမှစာတစ်စောင်ကပြောပေးမယ်ဒီစာထဲမှာဝင်ပြီးရေးပေးပါเนาะဘာတွေပြောချင်လဲတင်းတို့လေးတွေဘာတွေပြောချင်လဲသူတို့ကဲဒါကเนาะအားလုံးကြည့်လို့ရပါတယ်เนาะချစ်သူရေးကားတွေ no contact တွေ crush တွေเนาะ situationship တွေ relationship တွေเนาะအိမ်တော်တွေရောအားလုံးကြည့်လို့ရပါတယ်เนาะ gender လည်းမခွဲကြပါဘူး main ကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ကြည့်လို့ရပါတယ်เนาะကဲစာလေးပို့ပေးပါဘာတွေပြောချင်နေလဲကဲအခုဒီကြည့်နေတဲ့ collective လေးတွေကိုချစ်နေတဲ့သူထံကစာလေးတစ်စောင်เนาะချစ်နေသူရဲ့ထံကစာလေးတစ်စောင်ပို့ပေးပါเนาะစာလေးတစ်စောင်ပို့ပေးပါခုံထက်လာပေးเนาะတက်ပေးခုံတော့လာပေးမယ်ကဲဘာစာလေးပို့ခြင်းလဲကြာပြောပေးမယ်เนาะကျွန်မပြောပေးပါမယ်ရှင်သူတို့လေးတွေကိုပြောပေးပါမယ်ရှင်ကဲခုံထက်လာပေးပါစာမပို့ခြင်းဘူးလားเนาะစာမပို့ခြင်းဘူးလားပြောပေးပါပြောပေးပါရှင်ခုံထက်လာပေးပါအောင်ခုံထက်လာပေးပါအောင်my collective လေးတွေကိုချစ်နေတဲ့လူလေးရပြီချစ်နေတဲ့လူလေးရဒီကပြောချင်တာလေးတွေကိုကျွန်မစာလေးထဲမှာထည့်ရေးပေးပါနော်ပြောပေးပါပြောပေးပါတက်ပေးတွေခုံထက်လာပေးပါတက်ပေးတွေခုံထက်လာပေးပါတက်ပေးတွေခုံထက်လာပေးပါပြောပေးပါငါကတော့ပြောပေးပြီเนาะငါကတော့ပြောပေးပြီ
ကဲပြောပေးပါဟာလေးကပြောပေးပါဒီစုံစုံလေးဟောအော်အများကြီးတော်ပြီမထွက်တော့လေသူကမထွက်ဘူးထွက်တော့ကြတော့လေအများကြီးပဲတော်ပြီကဲအဲ့တော့ပြီးလို့ရှိရင်ကျွန်မကက်ကလေးတွေကပါလေးတွေလည်းပြမယ်နော်ကက်လေးတွေပြမယ်မဟုတ်တဲ့ကက်လေးတွေတင်သွင်းနိုင်မယ်နော်အများကြီးပဲသူပြောချင်နေပြီမလေးကဲကုန်ယူလိုက်မယ်နော်ကုန်ယူလိုက်မယ်ပြည့်စုံလေးကြားချင်တယ်ကက်ကလေးတွေကဘယ်နှကက်လဲ1 2 3 4 5 6 8 9 10 11ကက်တောင်ပါရှင်ဟုတ်ကဲ့ပါကဲဘာလေးလဲဆိုတော့ photo card တဲ့ကဲ photo card ပြီးတဲ့အခါမှာကဲ Wheel of Fortune နဲ့ကဲ Wheel of Fortune သူဘာတွေစာတွေပြည့်စုံပြောမလဲမသိဘူးတက်လက်ပါတယ်ရှင်ကဲတက်လက်ပါတယ်ပြီးတဲ့အခါမှာ The Star ရရှင် The Star ကကလေးပါThe Star ရနော်ကျွန်မပုံလေးတွေကျွန်မလေးThe Star တို့ The Lover တို့ပြီးတော့မှပဲ video edit လုပ်ပြီးတော့မှပြန်ပြီးကျွန်မလုပ်ပေးမယ်နော်ပြန်ပြီးတော့ပုံလေးတွေပြပေးမယ်နော်အဲ့တော့သူတို့ကကျမကိုလေ YouTube ကဖြတ်ချလိုက်မှာဆိုလို့ရှင်ခုတော့ခဏလေးနော်စိတ်ထဲမှာပြရင်းနဲ့တောင်မှပဲနိ YouTube ကဖြတ်ချမှာကြောက်လို့နည်းနည်းလက်မှာကဲ photo cards လေးပါရှင်ရေးပဲပြလိုက်တော့မယ်ပြီးတော့မှ edit လေးထည့်ပေးမယ်နော်ပြီးတော့ fortune လေးပါရှင်ဒီတဲ့ခါနောက်တစ်ခက်က the lever ကက်ကလေးပါနော်နောက်တစ်ခက်ကကြတော့ the star လေးပါရှင်ဟုတ်ကဲ့ပါနောက်တစ်ခက်ကကြတော့ 3 or 1ဟုတ်ကဲ့ပါနောက်တစ်ခက်ကကြတော့လေ the wall ပါရှင် the wall ပါပြီးတဲ့အခါနောက်တစ်ခက်ကကြတော့ king saucer ပါနော် king saucer ပါကဲနောက်တစ်ခက်ကကြတော့ 5 for sauce ပါဟုတ်ကဲ့ပါနောက်တစ်ခက်ကကြတော့ judgment ပါရှင် နောက်တစ်ခက်ကကြတော့လေ two of pentacles ပါရှင်နောက်တစ်ခက်ကကြတော့လေ ace of cups လေးပါရှင်ဟုတ်ကဲ့ကျွန်မကက်ကလေးတွေစီပြီးတော့ပြန်လာခဲ့ပါမယ်နော်ကဲဟုတ်ကဲ့ကျမရဲ့ collective လေးတွေကျမပြန်ရောက်လာပါပြီကက်ကလေးတွေစီပြီးတော့လေဟုတ်ကဲ့ကျမပေါ့နော်သူတို့ပြောတာလေးကိုကျမပြောမယ်ပေါ့နော်ကဲသူစီကလာတဲ့ကျမရဲ့ collective လေးတွေကိုချစ်နေတဲ့သူစီကရောက်လာတဲ့စာလေးပေါ့နော်အဲ့ဒီစာတစ်စောင်ထဲမှာသူကဘာတွေရေးထားလဲဆိုတာကျမပြောမယ်နော်ဒီကက်တွေအကုန်လုံးကိုကြည့်လို့ရှိရင်လေနော်သူကပေါ့နော်ကိုလွမ်းနေတယ်ဆိုတော့သိတာတယ်နော်ပြီးတော့သူ့ရဲ့စိတ်ဟိုးတွင်းတဲ့အထိကျမတို့သွားကြည့်မယ်နော်အဲ့မှာသူမပြောရဲတာတွေရောဘာလို့သူအကုန်လုံးသူ့ရဲ့ရင်ထဲကအမှန်တရားပေါ့နော်ဒါဒီကက်ကလေးတွေကပြောနေတယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာသူ့ရဲ့ရင်နဲ့သူ့ရဲ့စိတ်ဟိုးတွင်းတဲ့အနယ်ဆိုင်သုံးနေရအစာတစ်ကောင်လေးထွက်လာပါတယ်ဟုတ်ကဲ့ပါဒီဟာကတဲ့နော်သူ့ဘက်ကမပြောရဲပဲတင်းထားတယ်ကိုယ်လာမပြောရဲပဲတင်းထားတယ်သူ့စိတ်ထဲကစကားပါရှင်နော်စိတ်စကားပါပေါ့နော်ပြောရမယ်ဆိုရင်အဲ့တော့ပထမဦးဆုံးနော်အဲ့တော့မင်းကိုတဲ့နော်ပြောချင်တာနော်မင်းကိုငါစာမရေးပဲနဲ့နေခြင်းပင်ပဲလို့တော့နေခဲ့ခြင်းပင်ပဲလို့ပေါ့နော်ဒါတွေကိုသူလုံးဝတင်းထားချင်တာနော်မင်းကိုမပြောပဲနဲ့နေခြင်းတာတဲ့အဲ့လိုနေခဲ့ခြင်းပင်ပဲတဲ့မရဘူးတဲ့နော်အခုတော့ပြောရပါပြီတဲ့နော်ပြောရပါပြီတဲ့ကဲအဲ့တော့တစ်ချိန်လုံးကတဲ့ငါကတဲ့နော်တစ်ချိန်လုံးကငါကစိတ်ပြင်းเนาะတနည်းအားဖြင့်ပြောလို့ရှိရင်စိတ်မပါဘူးเนาะစိတ်မပါဘူး तू อ่ะပေါ့เนาะစိတ်မပါဘူးနင်းတနည်းအားဖြင့် तू ပြင်းနေရပေါ့เนาะစိတ်မပါဘူးပေါ့เนาะအဲ့လိုမျိုးဖြစ်နေဒီထက်က four of cups လိုမျိုးအဲ့လိုပုံစံမျိုး तू စိတ်မပါလည်းမပါနဲ့အဲ့လိုဖြစ်နေတယ်တဲ့ four of cups လိုမျိုးတဲ့เนาะမင်းပေးခဲ့တဲ့အချစ်ကိုငါလက်မခံနိုင်ခဲ့ဘူးကိုကသူ့ကိုအချစ်တွေပေးခဲ့တယ်เนาะဒီထဲမှာကြည့်ကောင်းကင်ထဲကနေပြီးတော့မှဒီမှာကိုယ့်ရဲ့မေတ္တာတွေကိုပေးခဲ့တယ်เนาะကိုယ့်ရဲ့မေတ္တာတွေကိုပေးခဲ့တယ်ဒါပေါ့เนาะအဲ့တော့ကိုယ့်ရဲ့မေတ္တာတွေကိုတဲ့เนาะမင်းပေးခဲ့တဲ့အချစ်တနည်းအားဖြင့်ပြောရင်ဒါကလေတငယ်ချင်းတွေလည်းဖတ်လို့ရတယ်เนาะတငယ်ချင်းတွေလည်းဖတ်လို့ရတယ် relationship တွေရောเนาะပြီးတော့ခါကြတော့လေဟိုပေါ့situationship တွေရော relationship တွေရောပြီးတဲ့ခါကြတော့လေအိမ်အောင်တွေရောเนาะအားလုံးချစ်သူရေးစားတွေရောအားလုံးဖတ်လို့ရတယ်เนาะအဲ့တော့မင်းပေးခဲ့တဲ့ဒါတငယ်ချင်းမိတ်ဆွေတွေရောပေါ့เนาะအဲ့တော့တငယ်ချင်းမိတ်ဆွေတွေကြားမှာလည်းမေတ္တာဆိုတာရှိတာပဲလေအဲ့တော့
ဒီမှာပေါ့နော်သူကဘာပြောနေလဲဆိုတော့လေတစ်ချိန်လုံးကတဲ့ငါကပေါ့နော်စိတ်မပါခဲ့ဘူးပေါ့နော်စိတ်ကမပါခဲ့ဘူးစိတ်မပြင်းစိတ်ကအဲ့လိုပြင်းပြင်းတွဲကြီးပေါ့နော်အဲ့လိုဖြစ်နေခဲ့တယ်အဲ့ဒီအချိန်မှာမင်းပေးခဲ့တဲ့အချစ်ကိုငါလက်မခံနိုင်ခဲ့ဘူးတဲ့ကိုကအချိန်မှာသူ့ကိုဒီမှာသွားပေးခဲ့တယ်အဲ့ဒီအချိန်လုံးကနော်သူကဒီချိန်မှာလည်း3ခွက်ရှိတယ်ကိုကလည်းလူလေးသွားပေးခဲ့တယ်အဲ့ဒီအချိန်မှာ तू ကလက်ပါပြီးတော့ဒီမှာလေတစ်ပင်အောင်မှာထိုင်နေတော့ तू ကလက်မခံခဲ့ဘူးတဲ့နော်လက်မခံနိုင်ခဲ့ဘူးပေါ့နော်အခုတော့တဲ့နော်ဒီနောက်တစ်ခါ तू ကဘာပြောလဲဆိုတော့လေဒီကက်လေးကလက်မခံတယ်လက်မခံနိုင်မဲ့လို့အခုကြတော့ Wheel of Fortune လေးကြာနောက်တော့ तू ကဘာပြောလဲဆိုအခုတော့တဲ့ဘဝရဲ့လှည့်ကွက်တွေကြောင်းနော် Wheel of Fortune ကဘာပြောလဲဆိုတော့မင်းကိုမထင်မှတ်ဖဲပြန်ပြီးတော့လွမ်းနေမိတယ်အခုချိန်ကြာမှ तू ကပြန်ပြီးတော့မှလွမ်းနေမိတယ် collective လေးတွေကသူ့နားမှာမရှိတော့ဘူးနဲ့ထင်တယ်နော်အဲ့ချိန်ကမှပြန်ပြီးတော့လွမ်းနေမိတယ်စားတစ်ပေါင်းဆိုမှတော့ no contact ပေါ့နော် no contact လေးဖတ်လို့ရအဲ့တော့နောက်တဲ့တကက်ကတလပါလေးတွေမှာတလပါလေးကနော်ကောင်လေးနဲ့ကောင်မလေးနဲ့နှစ်ယောက်သွားအင်ကြီးလေးတွေမပါလို့လေကျမဒီလိုလေးဖုံးထားမယ်နော်အဲ့တော့သူကလေအဲ့တော့သူကဘာပြောလဲဆိုတော့မင်းကနော်မင်းနဲ့ငါကတဲ့ရွေးချယ်မှုတစ်ခုလိုပဲတဲ့နော်ရွေးချယ်မှုတစ်ခုလိုပဲဒီကက်လေးအရာလေတလာပါလေမင်းကိုရွေးလို့ရှိရင်တဲ့အားလုံးပြောင်းလဲသွားမယ်ဆိုတာကိုသိနေပြီမယ်လေတဲ့သူကဘာဖြစ်နေခဲ့လဲဆိုတော့ကြောက်နေခဲ့တယ်တဲ့အဲ့ဒီချိန်လုံးကနော်ကြောက်နေခဲ့တယ်ဒါပေမဲ့တဲ့မင်းကငါအတွက်နော်အဲ့လိုမျိုးအဲ့ချိန်မှာသူကတလာပါလေးဖြစ်ပေမဲ့လို့သူကဘာဖြစ်နေလဲဆိုတော့ကြောက်နေခဲ့တယ်တဲ့နော်ကြောက်နေခဲ့တယ်ပြီးတော့နောက်တစ်ခက်ကပြောလဲဆိုတော့နောက်တစ်ခက်လေးရလေနောက်တစ်ခက်လေးရခဏလေးနော်ဒီကက်လေးရလည်းဖုံးရအောင်အဲ့တော့နောက်တစ်ခက်လေးက that star လေးနော်အဲ့တော့ that star လေးကဒါပြင်းနေတယ်နော်အဲ့တော့ပြောချင်တာနော်မင်းနဲ့ငါတဲ့ရွေးချယ်မှုတစ်ခုတလာပါလို့ပဲတဲ့မင်းကိုရွေးရင်အားလုံးပြောင်းလဲသွားမယ်ဆိုတာကိုသိနေတယ်ကြောက်ခဲ့တယ်တဲ့ဒါပေမဲ့မင်းကငါအတွက်ပေါ့နော်မျောလင့်ချက်အလင်းတစ်စင်းလိုမျိုး that star ဖြစ်နေစေပါတဲ့သူ့ရဲ့စိတ်ထဲမှာနော်မျောလင့်ချက်အလင်းတစ်စင်းမှာတဲ့ collective လေးတွေက that star လေးဖြစ်နေစေပါတယ်နော်ဖြစ်နေစေပါတယ်အကုန်လုံးသူ့စိတ်ထဲကဟာလေးထွက်ကြလာပြီနော်ထွက်ကြလာရင်ကျမသွားခေါ်ပေးတာပေါ်ကောင်လုပ်ပေးတာပေါ့နော်မပြောချင်တဲ့သူတွေကိုကက်ကမပြောတော့မပြောဆွဲတော့ကလေးပြီးတော့အကုန်လုံးထွက်ကြတာသူမနေနိုင်တော့ဟုတ်ကဲ့အဲ့တော့နောက်တစ်ခါသူကဘာပြောလဲဆိုတော့လေဒီမှာဒီကက်ကလေးရလေ3 or 1အဲ့တော့3 or 1ကအဝေးကနေတဲ့ဒီမှာလှမ်းကြည့်နေတွေ့လားအဝေးကနေပြီးတော့တဲ့မင်းဘက်ကိုကြည့်ပြီးတော့เนาะမင်းဘက်ကိုကြည့်ပြီးတော့မှတနေ့နေ့မှာတဲ့အားလုံးပြည့်စုံစေခြင်းနဲ့တကယ်သူရောကိုရောပြည့်စုံစေခြင်းနဲ့တဲ့เนาะအဲ့တော့အဝေးကနေသူ့ကိုလှမ်းပြီးတော့မှကြည့်နေတယ်အဲ့လိုကြည့်နေပြီးတော့တဲ့เนาะကြည့်နေပြီးတော့ဒါကြည့်နေတာเนาะကြည့်နေပြီးတော့သဘောကက်လေးကြာလာတယ်ဆိုတော့လေသဘောကက်လေးကြာတာသဘောရဲ့အဓိပ္ပာယ်ကအားလုံးပြည့်စုံစေခြင်းเนาะအဲ့တော့အားလုံးကိုတဲ့ပြည့်စုံစေခြင်းနဲ့တဲ့เนาะအဲ့တော့ပြောမှာစိတ်ထဲမှာမင်းကငါ့ရဲ့ကဘာကြီးပါတဲ့เนาะအဲ့လိုမျိုးစိတ်ထဲမှာအမြဲတွေးနေတယ်တဲ့เนาะအဝေးကနေလှမ်းကြည့်ပြီးတော့เนาะအဲ့တော့ကဲဘာလို့သေးလဲเนาะကဲကျွန်မသူ့စိတ်ရဲ့အတွင်းထဲကဟာတွေသွားကြည့်တာเนาะသွားကြည့်တာအတင်းကိုပဲမပြောချင်တဲ့လူကိုเนาะမပြောချင်တဲ့လူကိုထွက်ပေါ်လာအောင်เนาะအဲ့ခါကျနောက်တစ်ခုကကြတော့အဲ့တော့ तू ကနောက်တစ်ခါပါပြောလဲဆိုတော့လေဒီ5တနည်းအားဖြင့်ပြောလို့ရှိရင်ဒီ king of facts ပေါ့နော်ဒီ king of facts ပြရကြတော့လေငါကတဲ့စကားနဲ့ခက်ခဲတဲ့လူတရားတကယ်စကားနဲ့ခက်တတ်တဲ့လူတရားသူကပုံမှန်လည်းမပြောဘူးနော်လုံးဝဟန်ဆောင်မယ်နော်ဟန်ဆောင်မယ်စကားနဲ့သူ့စိတ်ထဲဟာတွေထုတ်မပြောဘူးစကားနဲ့ခက်ခဲတဲ့လူတရားတဲ့နော်အဲ့လိုမျိုးလူတရားဆိုတာမင်းသိပါတယ်တကယ် collective လေးတွေကသိပါတယ်တဲ့နော်အဲ့တော့အနိုင်အရှုံးကိုတဲ့နော်အဲ့နောက်တစ်ပုတ်နောက်ထပ်ပြောချင်တာနောက်ထပ်တကယ်ကကြတော့လေဒီမှာ fight နေကြတယ်เนาะအဲ့တော့ fight နေကြတယ်ဆိုတဲ့အခါကျတော့လေအနိုင်အရှုံးပေါ့နော်သူ့စိတ်ထဲမှာစဉ်းစားတယ်เนาะအဲ့တော့အနိုင်အရှုံးကိုစိတ်ထဲမှာတွက်နေတော့သူကလေသူရှုံးမှကြောက်တယ်เนาะသူရှုံးမှကြောက်တယ်အဲ့တော့အတ္တနဲ့ချိတာပေါ့နော် collective လေးတို့ရဲ့တစ်ဖက်လူကလေအဲ့တော့အနိုင်ရှုံးကိုစိတ်ထဲမှာတွက်လုံးလို့တဲ့နော်မင်းကိုနာကျင်စေခဲ့တာဒီကိုတဲ့အခုမှငါနားလေလာတယ်တဲ့နော်အခုမှငါနားလေလာပြီတဲ့နော်အခုမှနော်အဲ့တော့ဒီနကက်ကိုကြည့်ပြီးတော့မှပြောမယ်ဆိုရင်နော်သူကစကားနဲ့ခက်တဲ့လူတယောက်နော် king of swords ဆိုတာမင်းသိတယ်အဲ့တော့အနိုင်အရှုံးကိုစိတ်ထဲမှာသူ့မှာတွက်လုံးလို့သူရှုံးမှကြောက်လို့နော်အဲ့တော့မင်းကိုနာကျင်စေခဲ့တာတွေကိုတဲ့အခုမှနားလေလာတယ်တဲ့သူနိုင်ယူနေတာလေအဲ့ဒါဆိုတဲ့ခါကျတော့အဲ့ဒါတွေကကိုယ့်အတွက်ကို collective လေးအတွက်ကိုနာကျင်စေခဲ့တယ်နဲ့ထင်တယ်နော်အဲ့လိုမျိုးနာကျင်စေခဲ့တာတွေသူအခုတော့နားလည်နေပါပြီတဲ့နော်နားလည်နေပြီလေဟေးပြီးတဲ့အခါမှာနောက်တစ်ခုကကြာတော့လေအဲ့တော့ judgment လေးနော်အဲ့တော့ judgment လေးအခုတော့တဲ့ငါကိုပြန်မေးနေပြီတဲ့နော်သူ့ကိုသူပြန်မေးနေပြီသူကဒီ judgment energy နဲ့ဒီအချစ်ကိုထပ်မံခွင့်ရေးပေးတင်သလားမင်းနဲ့ငါနဲ့ကြားတွေကတန်ရောစင်ပေါ့နော်မေတ္တာပေါ့တငယ်ချင်းတွေဆိုနေမယ်လေအဲ့ဒါကိုထပ်မံခွင့်ရေးပေးတင်သလားလို့သူ့စိတ်ထဲမှာသူ့ကိုသူပြန်မေးနေတယ်တဲ့အခုချိန်မှာစိတ်ထဲမှာတော့တဲ့မင်းနဲ့ငါကြားတဲ့နော်အဲ့တော့သူ့ရဲ့စိတ်ထဲမှာနောက်တစ်ခါကဘာပြောလဲဆိုစိတ်ထဲမှာတော့မင်းနဲ့ငါကြားမှာတဲ့နော်မင်းနဲ့ငါကြားမှာနော်မင်းနဲ့ငါကြားမှာ
တဲ့နားတနည်းအားဖြင့်ပြောလို့ရှိရင်လေချိန်ဝင်ရှာလေးလိုမျိုးဒီမှာပေးထားတဲ့ပုံထဲမှာလို့ချိန်ဝင်ရှာလေးလိုမျိုးလှုပ်ရှားနေစေတဲ့เนาะအဲ့တော့ Two of Pentacles လေးပေါ့နော်ချိန်ဝင်ရှာလေးလိုသူညှိနေတယ်ဒီထပ်မံခွင့်ရေးပြီးရင်ကောင်းမလားเนาะဒီ judgment energy နဲ့ရောပြီးတော့ဒီဘက်က Two of Pentacles နဲ့ရောအဲ့လိုချိန်ညှိနေတယ်ဖြစ်ပင်နေလို့တဲ့เนาะအဲ့လိုမျိုးလုပ်ရင်ကောင်းမလားမလုပ်ရင်ကောင်းမလားရှေ့တိုးရင်ကောင်းမလားရန်နေပြထားရင်ကောင်းမလားဘယ်လိုလုပ်ရင်ကောင်းမလဲသူအဲ့လိုမျိုးဖြစ်နေပေမဲ့လို့တဲ့เนาะလို့တဲ့နောက်ဆုံးကတ်ကလေးရဒီမှာ Ace of Cups လေးเนาะအဲ့တော့ Ace of Cups လေးကအမှန်တကယ်တော့တဲ့မင်းပေါ်ထားတဲ့စိတ်ကအသစ်စတင်ခြင်းနဲ့အချစ်စစ်ပါတဲ့ကဲတကယ်ချင်းနေဆိုလဲအသစ်စတင်ခြင်းနဲ့မေတ္တာစစ်ပါတဲ့เนาะ Ace of Cups လေးเนาะအဲ့တော့မင်းကိုလွမ်းနေတယ်เนาะမင်းကိုလွမ်းနေတယ်ပြန်ပြောရဲမလားဆိုတာမင်းကိုလွမ်းနေတဲ့အကြောင်းတွေကိုဒီကိစ္စတွေအကုန်လုံးကိုငါဝန်ခံရဲမလားပြန်ပြောရဲမလားဆိုတာသူ့အတွက်ကမတိကျသေးပါဘူးလေရှင်ဟုတ်ကဲ့ပါရှင်အဲ့တော့ဒီစကားတွေတော့သူတိတ်မပြောချင်ဘူးเนาะမပြောရဲသေးဘူးအဲ့ဒီဟာတွေအကုန်လုံးသူ့စိတ်ထဲမှာတွေးနေတာတွေကိုကျမကသွားပြီးတော့မှเนาะဘာဖြစ်လို့လဲဆိုကတ်စာဆွဲပြီး energy ရနေတယ်မထွက်လာအောင်နောက်ဆုံးကြတော့မှကျမအတင်းဆွဲကတ်တွေကနေမွေချလိုက်တဲ့ဆွဲချဆက်ပြီးတော့လေသူမထွက်လာလဲကိုကအတင်းမဲเนาะကတ်တွေကို shuffle လုပ်နေတဲ့အခါမှာကြမှာအများကြီးပဲထွက်ကြလာတယ်ကဲပြောပလိုက်တော့မယ်ဆိုပြီးတော့အကုန်လုံးလာပြောတာပါရှင်အဲ့တော့ဒီစာလေးကိုဖတ်ပြီးတော့မှတစ်ဖက်သူရဲ့စိတ်ထဲကအတွင်းထဲကသူကိုမပြောတဲ့ဟာတွေဘာတွေလဲဆိုတာသိချာသိလောက်ပြီးတော့ထင်ပါတယ်เนาะကဲ collective play တွေစိတ်ချမ်းသာကြတော့เนาะအဲ့တော့သူပြောတာလေးတွေကเนาะသူ့ရဲ့ဝန်ခံစကားတွေပါတယ်เนาะအကုန်လုံးပါတယ်အဲ့ဒါလေးပဲဖြစ်ပါတယ်เนาะအဲ့တော့သူ့ဘက်ကလွမ်းနေပေမဲ့လို့စိတ်ထဲမှာဘာဖြစ်နေလဲဆိုတော့တိုက်ခိုက်နေစေဆိုတဲ့စွမ်းရည်ပါเนาะလွမ်းနေเนาะဒါပေမဲ့လို့တိုက်ခိုက်နေတယ်လိုင်းကောင်းမလားမလိုင်းကောင်းမလားပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရပါလိမ့်ရှင်ကဲအားလုံးကျေးဇူးတင်ပါတယ်ကျမရဲ့ဒီပေါ့နော် free reading လေးတွေကိုဖတ်ချင်တယ်ဆိုလို့ရှိရင်ကျမရဲ့မြတ်တော်သူ channel လေးကိုလေ like လုပ်ပေးပါအောင် like လုပ်ပေးပါအောင် subscribe လုပ်ပေးကြပါအောင်เนาะအဲ့ဒါဆိုရင်တော့အမြဲတမ်းအသစ်တင်တာလေးတွေကိုဖတ်ရပါမယ်ရှင်ကဲကျမရဲ့ collective လေးတွေလည်းပေါ့နော်ချစ်တဲ့သူတွေနဲ့ပေါ့နော်စိတ်ချမ်းချမ်းသာသာเนาะစိတ်ချမ်းချမ်းသာသာအားလုံးပေါ့နော်ကိုလိုချင်တဲ့ဆန္ဒတွေဘဝရဲ့ဒီမန်းချက်တွေအောင်မြင်ပြီးတော့เนาะချစ်တဲ့သူတွေစုံတွေ့ပြီးတော့ပျော်ရွှင်စွာပေါင်းဖက်နိုင်ကြပါလေเนาะအားလုံးတယောက်နဲ့တယောက်နဲ့နားလည်မှုတွေနဲ့လက်တွဲနိုင်ကြပါလေလို့ကျမဒီကနေပြီးတော့မှဆုတောင်းပေးပါရရှင်ကျမရဲ့ဗီဒီယိုလေးတွေကိုလည်းဖတ်ပြီးတော့เนาะကျမရဲ့ collective လေးတွေအားလုံးလည်း healing တွေဖြစ်ကြပါလေလို့ကျမဒီကနေပြီးတော့လေဆုတောင်းပေးပါတယ်เนาะဟုတ်ကဲ့ပါနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်เนาะကျေးဇူးတင်ပါတယ်ရှင်